Say, Rồi, thì nếu có vào là chỉ niệm lưu gì? có bác là có là xí mỹ yêu cùng nào về. Xí mỹ mà ông vào có hoa yêu rồi bây giờ bố lưu quê yêu rồi. Bố lưu quê à cho nó sắp bê nè à trên này tuyệt. À, thế à lệ. Cô đến này sẽ yêu đấy đến này. Tất nhiên này lưu là vào. À, yêu rồi. England biến thế này ok. Ai coi in là coi rồi. Tất nhiên này lưu quê yêu rồi là. Ồ, biến thế cái này con dâu rồi bị ác cái này England này. Và xí mỹ là yêu em có đâu có đi tele le bao giờ. Ai đó, vừaတွေ့mà bố lưu à. Argentina ye, Argentina Spain ye. Spain nàyတွေ့mà. Ai giờ Argentina thì ai? Messi rồi cũng là gọi là cũng đấy biết rồi, biết rồi thì họ sẽ gọi là đồ lên rồi sẽ ai về được chạy rồi. Ai cái gì mà đi à rồi tiêu chí gì cái gì mà đi à giờ rồi belum gì nữa. Đâu. Cho nó Messi chạy là đồ lên chạy là. Cho nó rồi. Cho nó con chạy gì vậy? Vì vậy con này à gọi là sẽ em nhiều vậy cho nó em nhiều. Con chạy rồi cho nó Messi chạy đấy rồi. Đồ lên chạy đấy rồi. Tụi mày rồi tiêu chí khoe bây giờ mà chạy. Cho nó con chạy. Con gì con chạy. Cho nó hoa bó nói nó. Cho nó pharmacy hua vậy. Pharmacy. Mà đồ fan Messi fan ấy luôn Messi. Cho nó giờ là con chạy. Con bự lúc chạy lên rồi cho nó hồ lô ngao rồi. Bây giờ mà cái giá đấy cho nó Robin đấy. Robin chạy đấy. Con là rồi chạy bây giờ. Messi chạy đấy. Đồ lên chạy đấy. Aku rồi làm ai làm ai chạy bây giờ nào đấy là sao con này gì đi đó. Alo con chạy. Alo. Điều chuyện gì vậy? Con qua của biểu bà rồi nó. Mà đồ lấy mà là. Đồ lấy rồi tu à giang bên con này bây. Tu nên nghe về tiếng cả là luôn à dribbling coi là lên khâu lên nên mà số nào hồ tuyên bố là này à yêu đấy bao giờ ai lo miêu cho nó chạy đấy. Tôi cố yêu belu phản đi à mẹ cố belu này à yêu xua à mẹ biết rằng bao đi lẽ biết rằng bao phong bao cái nó mẹ rồi lẽ tôi đi à ya khai nông này biểu hiện sau sẽ ya khai nông lọ tôi đi ra đấy. Ra cho cụ chi này nào. Chi này ai còn lẽ Messi đó sao bảo cho nó hối lộ Robin mất là Robin sẽ đâu đấy giao toa luôn rồi cái phải tiếng rồi ấy là cái miệng qua lâu dùng mẹ phải ra dùng mẹ tôi đâu còn giao này à aku đấy aku nào đấy làm ai làm mẹ rồi cái gì thế là đi con tôi dribbling con nào đấy bác sĩ anh lấy con này bê à điအဲ့ဒါကိုကြိုက်တယ်ဟိုမက်ဆီလောက်မပြေးဝသေးဘူးဆိုပေမဲ့အဲ့ကလေးကလေတော်တော်ကိုကောင်းတယ်တဲ့လူဘောနောက်တဲ့လူဟာမိုက်သူကနောက်ကလေးထဲမှာနို့တူပဲအဲ့ကောင်ကလည်းရှင်ဘက်မရှိဘူးမက်ဆီဆိုလို့ရှိရင်မက်ဆီကကောင်းကွက်ဒီပြောရရင်တော့အများကြီးရယ်ခင်ဗျသူကဟိုဟာလေကျွန်တော်တို့ဒီကွင်းလက်ဆက်ဝိုင်းနာမှာလိမ်မယ်ခောက်မယ်ဆိုရင်ပုံစံတစ်မျိုးဒီဘက်ဟုတ်လားစိုက်တောင်းမှာစိုက်မှာကစားမယ်စိုက်မှာလိမ်မယ်ဆိုရင်လေသူက view ဗျူဟာတစ်မျိုးနဲ့လိမ်တာဟိုကဒီကျွန်တော်ဘီကုတ်နာပေါ့view ဆိုပယ်နယ်စပေါ်နာမှာတကယ် area ကောင်းမှာကြာရင်လေပုံစံတစ်မျိုးနဲ့ဖြစ်သွားတာပုံစံအဲ့ဒီနားမှာကြာရင်ပူရင်ခုံရတယ်ဘလို့ရင်ခုံရလို့ဆို तू ကဟိုဘက်မှာကြီးလွတ်နေတဲ့ဥစ္စာကိုလေလွတ်နေတာကိုပေးမယ်လို့ခင်ဗျာ
မထင်နဲ့ အာယုံလာတယ် ဒီကောင်ဘယ်သူပေးမယ်ဆိုတာကို तू ကမှန်လို့ကိုမရဘူး အရှုပ်တဲ့နေပြီးသွားတာပြောချင်တာ ဟုတ်တယ်အိုင်နာမှာဆိုရင်ဘယ်သူသူ့ရဲ့လူတွေကပြောကြတာပေါ့ဗျာဒီကောင်စတမအာယုံများရနေလားဆိုပြီး तू ပေးတာကိုကဘယ်ဦးပေးရမယ်ဆိုတော့ तू ကသိနေတာဆိုတော့ဖုံမောကံပြီဆိုရင်လေဆိုတော့ငဒိုတော့ငါ तू ကဟိုလေ60ရာခိုင်နှုန်းလောက်အောင်မြင်တယ်ငဒိုကြတော့ OD မက်ဆေ့ကြတော့80ရာခိုင်နှုန်းလောက်အောင်မြင်ခင်ဗျ तू ကဒါဖုံမောကံနဲ့ရာခိုင်နှုန်းကိုပြောပြနော်ဟိုဟာကြည့်လိုက်ဒိုလေးကတော့ကျွန်တော်ကြည့်သမျှပွဲထဲမှာ तू ကတောင်းကံမောကန်တယ်ဆိုတာမရှိဘူး तू ကဂိုးသွင်းမှုပဲရှင်းမှာနေတာမက်ဆီကကြတော့တောင်းကံမောဆိုရင် तू ကြည့်ပဲကံငါသွင်းရမှဆိုရင်စိတ်မရှိဘူး तू ဘလို့ဖန်တီးပေးရမလဲအဲ့လိုပဲ तू ကတွားတာဒီဟိုဘောတော့သူ့နှစ်ယောက်ကနေလို့ဆိုပြီးတော့လေအဲ့မက်ဆီကမင်းကသူဘောလုံးတဲတာကိုကခြေထောက်နဲ့ကွာမှမကွာအဲ့နဲ့ဆိုတာမရှိဘူးဗျာကဲဟိုဒီနေ့ဆိုရင်ဒီကမ္ဘာဗလာမှာပဲဒီကျွန်တော်တို့ဟွာလောက်မှာ16သိန်းဆုံးတွဲလောက်မှာလားမသိဘူးဟိုကောင်နောက်တန်းခုတ်တင်ပေးလိုက်တာနော်အဲ့ဒါဘယ်နဲ့ထိန်းတာကိုဘောလုံးကမြေပြင်ထောက်သွားပြီအဲ့ဒါကိုဘောလုံးသွားမဲ့လမ်းကြောင်းတွေကနေပြီးတော့မှဖြတ်ထိန်းလိုက်တာဒီလိုဘောလုံးနဲ့လေပေါ်မှာထိန်းတာမဟုတ်ထိန်းပြီးတော့မှဂိုးနာမှာတန်းကန်ခင်ဗျာသူ့ရဲ့ skill တွေကအခုကျွန်တော်တို့အသက်40တန်းနေရောက်နေပြီနော်ခုချိန်ဒီကိုခင်ဗျာ prime time ပဲ prime time ချိုးပြီးအောင်မေးတာကျွန်တော်ကသိလားအခုငရိုကြတော့သူ့အသေးသောဘော်တွေကသူ့ကိုသိပ်ပြီးတော့ဖန်တီးမှုအားကြတော့သူ့ဥစားမပေးဘူးအမေစီကအခုချိန်ဒီသူမပိုင်မပြီးသလိုပဲကျွန်တော်အာဂျင်တီးနားရဲ့နောင်ရေးကိုကျွန်တော်စိတ်ပူတယ်နောင်ရေးနောက်မက်ဆီများမရှိတော့ရင်ဘယ်နဲ့လုံးမလဲအဲ့လိုမျိုးကြောင့်စိတ်ပူတယ်ကဲဒါဆိုရင်မက်ဆီဘော်ကိုဘလောက်မီကိုနေရရောခင်ဗျာတွေ့တာကြည့်အသက်ကြီးသွားတဲ့အချိန်နောက်ထပ်ကလာသမားတွေလုံးမလို့ဟုတ်လားဟုတ်တယ်အဲ့လိုအသက်ကကျန်တဲ့ကောင်တွေကောင်းတယ်ဆိုပေမဲ့တာမန်သူလိုကိုလိုအသင်းမျိုးတွေပဲကောင်းတာသူ့ဥစားထူးချွန်ပြီးတော့ကောင်းအဲ့လိုကြီးရဲ့ကျွန်တော်ဒီဘာဘွားကျွန်တော်စီနီယာချလိုက်တော့ချယူပြောစရာဖလားရမှာကအာဂျင်တီးနာဒုတိယကစပိန်တတိယကပြင်သစ်သရုပ်ထားကအင်္ဂလန်ဘာလို့အင်္ဂလန်သရုပ်ထားတော့ဒီကောင်နေစိတ်ဓာတ်ကျသွားဟုတ်တယ်အင်္ဂလန်စိတ်ဓာတ်ကျသွားသူကဒီဖလားသူဖလားလို့ကဘာကြီးကလည်းမျောလင့်ထားတယ်လူကိုယ်တိုင်ကလည်းမျောလင့်ထားတယ်မမျောလင့်မဲနဲ့ဖလားလွတ်သွားတဲ့ခါကျတော့တတိယနေရာကိုမရတော့ဘူးကျွန်တော်ပြောတဲ့စီနီယာမှတ်ထားတာအဲ့တိုင်းပဲသွားဖြစ်နိုင်ပါတယ်